အားလုံးပဲမင်္ဂလာပါရှင်။နှဲပိတ်ကနေကြိုဆိုပါရရှင်။ခုတလောနှင်းနေမကောင်းလေးဖြစ်နေတာနဲ့အတန်လေးတော့နည်းနည်းလေးပြောင်းနေတယ်ပေါ့နော်။ဒီနေ့တော့စားလို့အရာကောင်းတဲ့ကြက်ဥချိုလိတ်လုံနေလေးလာမျှဝေပေးပါတယ်ရှင်။အရင်ဦးစိုးပကားလေးထဲကိုကြက်ဥ3လုံးစာလုံးကိုပကားလေးထဲကိုဖောက်ထည့်ထားပေးလိုက်ပါမယ်ရှင်။ကြက်ဥလေးဖောက်ထည့်လို့ပြီးပြီဆိုရင်တော့စောခင်းလေးနဲ့အားလုံးသမားတော့ခလောက်ထားပေးလိုက်မယ်ပေါ့နော်။ကြက်ဥလေးကအလုံးသမားသွားပြီဆိုရင်တော့ပကံအလော့တစ်ခုထဲကိုပြောင်းကုန်မို့ထမဲစားစောတဆောစာနဲ့ရေနဲ့ငယ်ထည့်ပြီးတော့သမားတော့အောင်စောခင်းလေးနဲ့မှွေထားပေးလိုက်ပါမယ်ရှင်။ပြောင်းကုန်မို့လေးကအလုံးသမားသွားပြီဆိုရင်တော့ခဏကြက်ဥလေးထဲကိုထည့်ပေးလိုက်မယ်ပေါ့နော်။ပြီးတော့ဂျိုမုတ်ကိုထမဲစားစော2ဆောစာလောက်ထည့်ထားပေးလိုက်ပါတယ်ရှင်။တခြားကိုလည်းထမဲစားစော2ဆောစာနဲ့စာနဲ့ငယ်ထည့်ပြီးတော့နောက်တစ်ခါတော့တမတော့အောင်ပြန်မှွေထားပေးလိုက်မယ်ပေါ့နော်ပြီးတော့နှမ်းမဲရောက်လေးကိုလည်းထည့်ပေးလိုက်ပါတယ်ရှင်ဒါဆိုရင်တော့ဒီမုတ်နှင်းကြီးလေးကိုနှင်းကစကားလေးနဲ့ဆက်ချထားပေးလိုက်ပါတယ်ရှင်ခုလိုမျိုးလေးစကားနဲ့ဆက်လိုက်လို့ဂျုံမုတ်လေးကမညစ်သေးဘူးဆိုရင်တော့တခုခုလေးနဲ့တတိချချလေးညှစ်သွားအောင်အားလုံးတမတော့အောင်လှုပ်ထားပေးလိုက်မယ်ပေါ့နော်နေ့ကတော့မုတ်နှင်းလေးပို့ပြီးတော့တမတော့အောင်လို့ဒီစောပြုတ်လေးနဲ့တုတ်ထားဖြစ်တယ်ပေါ့နော်ခုလိုမျိုးလေးဂျုံမုတ်ဖက်လေးမရှိတော့ဘူးဆိုရင်တော့ရပြီပေါ့နော်ခုဆိုရင်တော့နေ့ရက်မုတ်နေ့လေးကလောက်ဖို့ဆက်တဲ့ဖြစ်နေပါပြီရှင်ခုတလောနေ့လဲနေမကောက်ဖြစ်နေတယ်ပေါ့နော်နေမကောက်ဖြစ်တာတစ်ပတ်ကြော်လောက်ရှိပါပြီရှင်ဒါကြောင့်မို့ဗီဒီယိုလေးကိုခဏလောက်ရက်ဆိုင်ထားဖြစ်တယ်ပေါ့နော်ဒါဆိုရင်တော့မိုးလုံးမဲ့အုံလေးကိုထောင်းပတ်လေးနဲ့နည်းငယ်လေးတုပ်ထားပေးလိုက်ပါမယ်ရှင်တကယ်လို့ဒီနေရာမှာထောပတ်မရှိရင်တော့ရိုးရိုးစီနဲ့တုံးလို့လည်းရတယ်ပေါ့နော်ပြီးရင်တော့ခဏဖြောထားတဲ့မုံနှင်းရီလေးကိုထည့်ပြီးတော့ခုလိုမျိုးလေးဝဝိုက်ပုတ်စာလေးလောက်ထားပေးလိုက်ပါမယ်ရှင်ဒီမုတ်လေးကလူကြီးတွက်ရောခလေးတွက်ပါအဟာရပြီးွားတဲ့မုတ်လေးတစ်မျိုးပေါ့နော်တစ်ဖက်ကကျက်သွားပြီဆိုရင်တော့နောက်တစ်ဖက်ကိုပြန်လှပြီးတော့ပြန်ကြော်ထားပေးလိုက်မယ်ပေါ့နော်ဒီမုတ်လေးကကိုကြဆေးလက်တက်တာပါတယ်ရှင်ပြီးရင်စားလို့လည်းအရင်ကောင်းနေရောပဲပေါ့နော်တကယ်လို့ဒီနေရာမှာကိုကချိုချိုလေးကြက်တယ်ဆိုရင်တော့တခြားကိုပို့ထည့်လို့ရပါတယ်ရှင်ပြီးတော့ဒီအနှမ်းနဲ့လေးလည်းမွှေးလေးနဲ့ပေါ့နော်အရင်စားလို့ကောင်းနေရောပဲရှင်ခုလိုမျိုးလေးမိုးလုံးတဲ့ချိန်မှာလည်းမီအေးအေးလေးနဲ့ပဲလုပ်ပေးရပါမယ်ရှင်။နောက်မို့လို့ရှိရင်မုတ်တူးသွားတတ်တယ်ပေါ့နော်။ပြီးတော့နေ့ကဒီမုတ်လေးကိုလိတ်လိတ်လေးဖြစ်သွားအောင်လိတ်ထားပေးလိုက်တယ်ပေါ့နော်။ဒါကြတော့ကိုစိတ်ကြိုက်ပေါ့နော်။ကိုစားချင်တဲ့ပုံလေးလိုမျိုးလုပ်ယူလို့ရပါတယ်ရှင်။ပြီးတော့ဒီမုတ်သားလေးကနုနုအီအီလေးနဲ့အရန်စားလို့ကောင်းနေရောပဲပေါ့နော်။စူးစူးပေါင်းနေ့မှာ9-4လောက်ရတယ်ပေါ့နော်။တကယ်လို့ကိုအိမ်မှာမိသားစုများလို့ရှိရင်တော့ဒီထက်ပိုပြီးတော့လှုပ်ရှားလို့ရပါတယ်ရှင်။ခုဆိုရင်တော့အီအီလေးနဲ့စားလို့အရာကောင်းတယ်နင်းရဲ့ကြက်ဥချိုလိတ်မုတ်လေးကစားဖို့ဆက်တဲ့ဖြစ်နေပြီပေါ့နော်ဒါဆိုရင်တော့ဒီနေ့တော့ဒီလောက်လေးပါပဲရှင်နောက်ဗီဒီယိုဖိုင်တစ်တင်မှာပြတွေ့ကြမယ်နော်အားလုံးပဲတတား